။
ချစ်နိုင်တရားရဲ့အားစီတစ်ခုအကွယ်ထွန်းကားမှုဆိုသည်များရဲ့ချစ်စစ်ချစ်နိုင်တရားရဲ့အားစီတစ်ခုအကွယ်အနေဝေးပေမဲ့ကိုချစ်သူကိုနာမရှိနေတယ်လို့ပဲကွယ်မိုးလာမလာဆန္ဒကာရဲ့ခါသာလိမ့်မယ်ဒီလိုအတွေ့အနဲ့မောင်ချစ်သူ